အားလုံးပဲမင်္ဂလာပါဒီချက်ကတော့ငိမ့် algebraic nook ကဒီချက်ငိမ့်ရွှေကြီးဖြစ်ပါတယ်ဒီချက်ဒီဗီဒီယိုလေးမှာတော့ grade 12 unit 2 key to happiness ပျော်ရွှင်မှုကိုရဖို့အတွက်အချက်10ချက်ရှိတဲ့ကမှနံပါတ်9အချက်ကလေးကိုရှင်းပြသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံလေးစာအုပ်လေးရဲ့ခဲတံလေးရဲ့တွားယူလိုက်ပါအောင်နော်အဲ့တော့ unit 2ထဲမှာပါတဲ့ key to happiness ပေါ့နော်ပြမှုအတွက်အချက်10ချက်ရှိတဲ့ကမှနံပါတ်9အချက်ကလေးကတော့think back တဲ့ think back ဆိုတော့ဘာပြန်လုပ်ခိုင်းတာလဲဆိုရင်ပြန်တွေးခိုင်းတာဟုတ်ပြီနော်ပြန်ပြီးတော့မှတွေးပါတဲ့ sweet memories တဲ့ sweet ဆိုတာကချိုမိန်တာ memories ကအမှတ်တရလေးတွေ from the past တဲ့ဘယ်ကလဲဆိုလို့ရှိရင်အတိတ်ကာလတုန်းကပေါ့အဲ့တော့အတိတ်ကာလတုန်းကတဲ့ sweet memories ချိုမိန်နဲ့ဒါမှမဟုတ်ရှင်ပျော်ရွှင်စရာကောင်းတဲ့ memories အမှတ်တရအဖြစ်အပျက်ကလေးတွေကို think back တဲ့ပြန်ပြီးတော့မှတွေးပါတဲ့အဲ့လိုမျိုးတွေးမယ်ဆိုလို့ရှိရင်လည်းပျော်ရွှင်မှုကိုရနိုင်တယ်နော် you may be in a bad mood တဲ့နော် bad mood ဆိုတာ mood ဆိုတာစိတ်ခံစားချက်မလားအဲ့တော့ bad mood ဆိုစိတ်ခံစားချက်ကမကောင်းနေဘူးတဲ့ feel downhearted တဲ့ downhearted ရဲ့အဓိပ္ပာယ်ကစိတ်အားငယ်တာမျိုးအဲ့တော့ bad mood စိတ်ကလည်းစိတ်ခံစားချက်ကလည်းမကောင်းနေဘူး feel downhearted စိတ်အားကလည်းငယ်နေမယ်တဲ့ from time to time တဲ့ from time to time ဆိုတော့မကြာခဏဒါမှမဟုတ်ရှင်အချိန်နဲ့အမျှပေါ့အဲ့တော့အချိန်နဲ့အမျှမကြာခဏ feel downhearted စိတ်အားကလည်းငယ်နေမယ် in a bad mood စိတ်ခံစားချက်ကလည်းမကောင်းနေဘူးတဲ့ simply because တဲ့ဘာလို့လဲဆိုတော့တဲ့ you are looking inside you တဲ့ဟုတ်ပြီနော် inside you ဆိုတော့ကိုယ်ထဲမှာရှိတဲ့ you are looking ပြန်ကြည့်နေလို့တဲ့ကိုယ့်ရဲ့အတွင်းထဲကိုပြန်ကြည့်နေလို့ပါတဲ့ပြောချင်တဲ့သဘောကတော့ဘာလို့နေလို့လဲဆိုလို့ရှင်ကိုယ်မှာရှိတဲ့အရာတွေကိုပဲပြန်ကြည့်နေလို့တဲ့အဲ့ဒီအရာတွေကိုပြန်ကြည့်ရင်းနဲ့မှ thinking about bad things တဲ့ဘာတွေအကြောင်းပဲတွေးနေလို့လဲမကောင်းတဲ့အရာတွေအကြောင်းပဲမကြာခဏတွေးတောနေလို့ပါတဲ့နော် you are looking inside you thinking about bad things မကောင်းတဲ့အရာတွေအကြောင်းကိုပဲပြန်ပြီးတော့မှပြန်တွေးတောနေတဲ့ကိုယ်မှာရှိတဲ့ဟာပေါ့နော် you are looking inside you ကိုယ်မှာရှိတဲ့အရာတွေကိုပြန်ကြည့်နေတယ်အဲ့ပြန်ကြည့်တဲ့အရာတွေကလည်း bad things မကောင်းတဲ့အရာတွေဖြစ်နေလို့ကိုကအဲ့ဒါဘာဖြစ်နေရလဲဆိုရင် bad mood တို့ feel downhearted တို့ဖြစ်နေရတာပါတဲ့အဲ့ဆိုရင်ဒီမှာမေးနိုင်ခြေရှိတဲ့မိဘကကြတော့ဘာဖြစ်လို့များ bad mood ဖြစ်နေရတာလဲ feel downhearted ဖြစ်နေရတာလဲဆိုရင်အဖြေလေးက because you are looking inside you thinking about bad things ကိုဖြေပေးရမယ်နော်တကယ်လို့များပေါ့နော်ကိုကပေါ့ looking inside you ပဲလုပ်နေတယ် thinking about bad things ပဲလုပ်နေတယ်ဆိုရင်ဘယ်လိုခံစားရမလဲ how do you feel လို့မေးတယ်ဆိုလို့ရှိရင်တော့ downhearted လို့ဖြေလိုက်လို့ရှိရင်ရပါပြီနော် a group of psychologists တဲ့ psychologist ဆိုတော့ဘာလေးတွေလဲဆိုတော့စိတ်ပညာရှင်လေးတွေပေါ့ scientist ကကြတော့သိပ္ပံပညာရှင်နော်အဲ့တော့ a group of psychologists ဆိုတော့စိတ်ပညာရှင်အဖွဲ့ကတဲ့ have discovered that တဲ့ဘာလို့ထားလဲဆိုရင်ရှာဖွေတွေ့ရှိထားပါတယ်တဲ့ thinking back ဘာလို့ကြည့်ရမလဲပြန်တွေးကြည့်ရမယ် pleasant နဲ့ pleasant ဆိုတာကဘာလို့ချင်းလဲဆိုလို့ရှိရင်ပျော်စရာလေးတွေပေါ့ incident ဆိုတာကအဖြစ်အပျက်ကလေးတွေဟုတ်ပြီเนาะအဲ့တော့ဒီနေရာမှာသူက sweet memories အစားဘယ်လိုလုပ်လိုက်တာလဲဆို sweet အစားကို pleasant သုံးလိုက်တယ် memories အစားကိုကြတော့ incidents လေးပြန်သုံးလိုက်တယ်အဲ့တော့ thinking back to pleasant incident ဘာပြန်လုပ်ရမလဲအဲ့တော့ in the past အတိတ်မှာရှိတဲ့ pleasant incident ပျော်စရာကောင်းတဲ့အဖြစ်အပျက်လေးတွေကို thinking back ပြန်တွေးတာကတဲ့ can improve တဲ့တိုးတက်အောင်လုပ်ပေးပါတယ်တဲ့ your mood မင်းရဲ့စိတ်ခံစားချက်ကို and make you more cheerful တဲ့ cheerful ဆိုတာဘာဖြစ်နိုင်အောင်လုပ်ပေးတာပို့ပြီးတော့မှပျော်ရွှင်အောင်လုပ်ပေးတာ cheerful ဆိုတာပျော်ရွှင်တာလေ more cheerful ဆိုတာပို့ပြီးတော့မှပျော်ရွှင်အောင်လုပ်ပေးပါတယ်တဲ့အဲ့တော့ဒီမှာမေးနိုင်ခြေရှိတဲ့မေးခွန်းကဘာလဲဆိုရင် a group of psychologists စိုက်ပညာရှင်တွေကဘာကိုရှာတွေ့ရှိထားလဲဘာကိုရှာဖွေတွေ့ရှိထားလဲလို့မေးရင် thinking back to pleasant incidents in the past can improve your mood and make you more cheerful အဲ့ဒါကိုဖြည့်ပေးရမယ်နောက်မေးခွန်းလေးတစ်ခုကဘယ်လိုမေးနိုင်သေးလဲဆိုရင်တကယ်လို့များပေါ့နော် thinking back to pleasant incident in the past လုပ်မယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲလို့မေးတယ်ဆိုရင် improve your mood and make you more cheerful လို့ဖြည့်ပေးရမယ်နောက်တစ်ချက်ကကြတော့ဗာမေးနိုင်သေးလဲဆိုရင်အဲ့လိုမျိုးပေါ့နော် thinking back to pleasant incidents လုပ်ခြင်းက mood ကိုတိုးတက်စေတယ်လို့ဘယ်သူတွေကပြောတာလဲလို့မေးတယ်ဆိုရင်တော့ a group of psychologists လေးကိုဖြည့်ပေးလိုက်လို့ရှင်ရသွားပြီနော်အဲ့တော့ for instance sorry ဒီမှာကျတော့ for example နဲ့တုံးထားတယ်ဥပမာအားဖြင့်တဲ့ think about တဲ့တွေးကြည့်ပါတဲ့ something တစ်စုံတစ်ခုကြောင့် in your childhood ဘယ်ဟာလဲဆိုရင်ကလေးဘဝတော့အဲ့တော့ကလေးဘဝတော့တစ်စုံတစ်ခုကြောင့်ပြန်စဉ်းစားအဲ့တစ်စုံတစ်ခုက that give you great pleasure ဆိုတာဘာကြီးလဲပျော်ရွှင်မှုဟုတ်တယ်နော် great pleasure ဆိုတော့ပျော်ရွှင်မှုကြီးကြီးမားမား give you မင်းကိုပေးနိုင်တဲ့ in your childhood ကလေးဘဝတုန်းက something တစ်စုံတစ်ခုကြောင့်ပြန်တွေးကြည့်လိုက်ပါတဲ့နောက်တစ်ခု
look at old photos ဘာတွေပြန်ကြည့်ရမလဲဆိုရင်ဓာတ်ပုံအဟောင်းတွေပြန်ကြည့်ပါတဲ့ showing happy events တဲ့ဒီနေရာမှာ events ကို events လို့အတန်မထွက်ဘူးเนาะ events လို့အတန်ထွက်တယ်အဲ့တော့ happy events ဆိုတာပျော်ရွှင်စရာ event အဖြစ်အပျက်လေးတွေကိုပြသနေတဲ့ old photos ဓာတ်ပုံဟောင်းတွေကိုပြန်ကြည့်ပါ record ပြန်ပြီးတော့မှဘာလုပ်ရလဲဆိုရင်ပြန်ပြီးတော့မှပုံဖော်တွေးခိုင်းတာကွာပြန်တွေးပါတဲ့ hearing news တဲ့ hearing ဆိုတာကြားတာ news ဆိုတာတော့သတင်းပေါ့ now ဘာလဲဆိုရင် someone good fortunes တဲ့ fortune ဆိုတာကကံကြမ္မာလို့ပြောချင်တာ good ကကြတော့ကောင်းတာအဲ့တော့တစုံတစ်ယောက်ရဲ့ကံကောင်းမှုတွေအကြောင်းကံကြမ္မာကောင်းတွေနဲ့ကြုံတွေ့ခဲ့တဲ့အကြောင်း news သတင်းအကြောင်းကို hearing ကြားခဲ့ရတဲ့အချိန်တွေကို recall ပြန်ပြီးတော့မှတွေးတောကြည့်ပါတဲ့အဲ့တော့ဒီနေရာမှာမေးတဲ့မေးခွန်းကဘာလဲဆိုလို့ရှိရင် something in your childhood ပေါ့နော်ကလေးဘဝတော့တစုံတရာမင်းကိုဘာပေးနိုင်လဲလို့မေး great pleasure old photos တွေကဘာကိုပြနေလဲလို့မေး happy events အဲ့လိုမျိုးတွေ happy events တွေကိုပြတာဘာလဲလို့မေး old photos great pleasure ပေးတာဘာလဲလို့မေးလို့ရှိရင် something in your childhood နော် these sweet memory တဲ့ဒီချုံမိန်တဲ့အမှတ်တရလေးတွေကတဲ့ can put you in a better mood တဲ့မင်းကိုပိုကောင်းတဲ့ဘာမျိုးရစေလဲ mood စိတ်ခံစားချက်ကိုရစေပါတယ်တဲ့ they can make you smile smile ဆိုတာဘာလို့ပေးနိုင်လဲ smile ဆိုတာပြုံးပေးနိုင်တယ်ပြုံးအောင်လုပ်နိုင်တယ် laugh ညီမောအောင်လုပ်နိုင်တယ် feel joyful တဲ့ပျော်ရွှင်ဝမ်းမြောက်မှုပေါ့နော် joyful ဆိုတာပျော်ရွှင်ဝမ်းမြောက်မှုကိုပြောချင်တာအဲ့တော့ပျော်ရွှင်ဝမ်းမြောက်မှုကိုလည်းခံစားစေနိုင်ပါတယ်အဲ့တော့ဒီမှာပါတဲ့ these sweet memories ဆိုတာကဘယ် memories လေးတွေကိုပြောတာလဲဆိုရင်ဒီအရှိက something in your childhood old photos record hearing news or someone good fortunes ဒါလေးတွေကနော်ကိုဘာမှုဖြစ်အောင်လုပ်ပေးနိုင်လဲ better mood ဖြစ်အောင်လုပ်ပေးနိုင် better mood ဖြစ်အောင်ဘယ်လိုလုပ်ပေးမှာဘာလုပ်ပေး better mood ဆိုတာဘာကိုပြောချင်တာလဲဆို make you smile ပြောအောင်လည်းလုပ်နိုင်တယ် laugh ညီမောအောင်လည်းလုပ်နိုင်တယ် be joyful ပျော်ရွှင်ဝမ်းမြောက်အောင်လည်းလုပ်နိုင်တယ်ကဲဒီလောက်ဆိုလို့ရှိရင်เนาะဒီစာပိုက်ကလေးထဲမှာရှိတဲ့အကြောင်းအရာလေးတွေနဲ့ဘယ်လိုမိဖို့မျိုးလေးတွေလာနိုင်လဲဆိုတာကိုသိသွားလောက်ပြီလို့ထင်ပါတယ်ဒီချေတို့စကားလုံးလေးတွေဘက်ကိုသွားလိုက်ရအောင်เนาะ sweet ဆိုတာကချုံမိန်တာ memories ကအမှတ်တရလေးတွေ past ကအတိတ်ကာလတုန်းက mood ဆိုတာကစိတ်ခံစားချက် downhearted ဆိုတာကစိတ်အားငယ်နေတာ psychologist ဆိုတာကစိတ်ပညာရှင်တွေ discover ဆိုတာကရှာဖွေတွေ့ရှိတာ pleasant ဆိုတာကဟုတ်တယ်ပျော်ရွှင်တာ incident ကအဖြစ်အပျက်ကလေးတွေ past ကအတိတ်ကာလ improve ကတိုးတက်အောင်လုပ်ပေးတာ cheerful ရဲ့အဓိပ္ပာယ်ကပျော်ရွှင်ဝမ်းမြောက်တာ childhood ကကလေးဘဝတုန်းက great ဆိုတာကကြီးမားတာ pleasure ကပျော်ရွှင်မှု happy ကလည်းပျော်ရွှင်တာ event ကကြတော့ဖြစ်စဉ် record ဆိုတာကပြန်တွေးတာ hearing ဆိုတာကကြားတာ news ကတော့သတင်း fortunes ကသူတစ်လုံးနဲ့ဆိုလို့ရှိရင်เนาะကံကြမ္မာ sweet ကချုံမိန်တာဖြစ်ပြီးတော့မှ memories ကအမှတ်တရ better mood ဆိုတော့ပိုကောင်းတဲ့စိတ်ခံစားချက်ပေါ့ smile ဆိုတာကပြုံးတာ laugh ကရီမောတာ joyful ကတော့ပျော်ရွှင်ဝမ်းမြောက်တာဒါဆိုလို့ရှိရင်ဒီစာပိုက်ထဲမှာပါတဲ့စကားလုံးလေးတွေရဲ့အဓိပ္ပာယ်ကိုလည်းသိသွားမယ်လို့ပြောလင်းပါတယ်အဆုံးထိကြည့်ပြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒီချက်ကနောက်ဗီဒီယိုမှာဆိုလို့ရှိရင်တော့နံပါတ်10ချက်ကလေးကိုရှင်းပြသွားမှာဖြစ်ပါတယ်